ကိုရီအားလုံးပဲမြင်လာပါစီးရီးရဲ့ပွဲစဉ်ဘိုလောနာနဲ့ဦးဒီနီးပွဲလေးကိုတပွဲကောင်းလေးရွေးချယ်ပေးကြပါတယ်။မင်းညာက3ပွဲရွေးချယ်ပေးခဲ့တာညီကိုရီအားလုံးပဲအဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်။ဒီလိုပွဲလေးတွေလိုချင်တော့ channel လေးကို join ထားပေးပါ brother တို့အတွက်လုံးဝအကျိုးရှိစေရပါမယ်။ channel လေးကိုတော့ profile မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ comment လေးမှာလည်းကျွန်တော်ချထားပေးပါတယ်။ဒီပွဲကတော့အကြိုက်တူတယ်ဆိုမှယူကစားကြည့်ပါ။ဘိုလောနာကတော့ဒါအဆင့်30နေရာမှာရှိနေပြီးတော့ဒါအိမ်ဝင်းခြေစမ်းကတော့ပုံမှန်ထက်တော့ရုန်းကန်နေရတဲ့အခြေအနေပါ။လက်ရှိအိမ်ဝင်9ပွဲဇက်တိုင်းနိုင်ပွဲပျောက်ဆုံးနေတယ်လို့ဒါ4ပွဲဇက်တိုင်းလောက်ကိုဒါ AC Atlanta စတဲ့အသင်းကြီးတွေကိုလည်းဒါရှုံးထားပါတယ်။နောက်ဆုံးဝေခွင့်2ပွဲမှာတော့ဒါ2ပွဲလုံးတော့ပြန်နိုင်ထားပါတယ်။ဦးဒီနီကတော့အဆင့်17နေရာမှာရှိနေပြီးတော့ဒါဘိုလောနာနဲ့တမတ်ပဲကွာပါတယ်။အဝေခွင့်နောက်ဆုံး18ပွဲမှာ3ပွဲပဲနိုင်ထားပြီးတော့ဒါ2ပွဲလောက်ပဲဂိုးမပေးထားရတာမလို့အခန်းစစ်ပိုင်းတော်တော်ပြော့တယ်လို့ပြောလို့ရတယ်လို့တိုက်စစ်ပိုင်းကလည်းဒါဂိုးသွင်းဖို့တော့ခက်ခဲနေပါတယ်။လူစီမိုင်းကိုကြည့်မယ်ဆိုရင်ဒါဘိုလောနာဘက်မှာနိုင်ကိုဂျီနီယပ်စ်တယောက်ပဲမပါနိုင်ချိန်မှာဒါဦးဒီနီးစ်ဘက်မှာတော့ဒါနောက်ခံလူ3ဦးလောက်နဲ့ဒါဒီကတိုက်စစ်မှုတဦးလောက်ဒဏ်ရာရနေတာကြောင့်ဘိုလောနာအနေနဲ့ဒီအားနည်းချက်ကိုအသုံးချနိုင်ဖို့တော့လိုပါလိမ့်မယ်ဟတ်တူဝက်ကိုကြည့်မယ်ဆိုရင်ဘိုလောနာကဒါဦးဒီနီးနဲ့ကစားခဲ့တဲ့နောက်ဆုံးအိမ်ဝင်9ပွဲလုံးမှာရှုံးပွဲရှိမထားပါဘူးအခုရဒီပထမအကြော့မှာလဲဒါဦးဒီနီးအိမ်ခွဲမှာပဲစီတရီးဆိုတဲ့ဒါကိုပြတ်အနိုင်ရထားပါသေးတယ်ဘိုလောနာကအိမ်ဝင်းနိုင်ပွဲလိုအပ်နေတယ်လို့ဒါဦးဒီနီးရဲ့အဝေးကွင်းခံစစ်ကလည်းအမြဲပေါက်နေပြီးတော့ဒါတိုက်စစ်ပိုင်းကလည်းအားနေတာကြောင့်ဘိုလောနာဒုက္ခပဲဒါတကိုးတန်လောက်နဲ့ကတ်နိုင်သွားနိုင်တယ်လို့1-1ဆိုတဲ့တရေရလက်မျိုးနဲ့လည်းအမှတ်ခွဲယူသွားနိုင်ပါတယ်ညီကိုတို့ရောဒီပွဲလေးရဲ့ရလက်လေးကိုကွန်မန့်လေးမှာဝင်ရောက်ခံမှန်းဆွေးနွေးပြီးသွားပါအောင်ဗျအားလုံးပဲ good luck ဖြစ်ကြပါစေဗျ